လွယ်ကူပြန်ဆောင်နိုင်မှုရာလူတွေကဘာကတကယ်ချာနာတစ်ခါတလေခဏတော့တတိယမိမှာပါတငယ်ချင်းတွေပေမလေးငါကတန်တာယုံအဲ့ဒီထက်ပေါ်ငိုနေလို့လည်းမထူနိုင်တဲ့ခါစာတင်နေကြတယ်ကြောင့်ကိုပြန်မြင်အောင်ကြည့်တော့ဒီနေ့အလွန်နဲ့ဝမ်းနေပြီပြန်နေအဲ့ဒီချိန်တိတ်တုံးကအရောက်မချေဖြူတဲ့ဒုစိတ်တွေခုတော့လေအရာရာအားလုံးပြောင်းလဲနေဒီနေ့ပြန်တွေ့တော့တွေ့မှာလောကကြီးရဲ့တောင်တနေရာတာဝန်ကိုစီချေပြောင်းနိုင်ဖို့ထမ်းရွက်ကြတဲ့ချိန်တိုင်းမှာကိုချိုးလဲရှိစေကွာသူများတွေတွေ့လဲငယ်များပါယုံကြည်ပါတဲ့တငယ်ချင်းတို့စိတ်ဓာတ်တွေဘုံမြတ်တာပြန်ဆောင်နိုင်ဖို့ရာတို့တွေကဘာကတကယ်ချာနာတစ်ခါတလေခဏတော့တတိယမိမှာပါတငယ်ချင်းတွေပဲပါလေငါကတန်တာရှိအဲ့ဒီထက်ပေါ်ငိုနေလို့လည်းမထူနိုင်ရဲ့ခါစာတင်နေကြတယ်ကြောင့်ကိုပြန်မြင်အောင်ကြည့်တော့အဲ့ဒီချိန်တိတ်တုံးကအရောက်မချေဖြူတဲ့ဒုစိတ်တွေခုတော့လေအရာရာအားလုံးပြောင်းလဲနေဒီနေ့ပြန်တွေ့တော့တွေ့မှာပါလောကကြီးရဲ့တောင်တနေရာတာဝန်ကိုစီချေပြောင်းနိုင်ဖို့ထမ်းရွက်ကြတဲ့ချိန်တိုင်းမှာကိုချိုးလဲမရှာပါသူများတွေတွေ့လဲငယ်များကွာယုံကြည်ပါတဲ့တငယ်ချင်းတို့စိတ်ဓာတ်တွေဘုံမြတ်မှာငါတို့အိမ်မကလေးတွေအကုန်တော့လေဘယ်လာဖြစ်နိုင်ပါမလဲအရှုံးမပေးလိုက်နဲ့ကဘာမြေရဲ့ဇက်ခုံတွေပေါ်တတိမွေးလို့ရှိစလာအောင်တော့ပြန်တွေ့တော့တွေ့မှာပါလောကကြီးရဲ့တောင်တနေရာတော့ကိုစီချေပြောင်းနိုင်မှုထမ်းရွက်ကြတဲ့ချိန်များမှာကိုချိုးလဲရှိစေကွာသူများတွေတွေ့လဲငယ်များပါယုံကြည်ပါတဲ့တငယ်ချင်းတို့စိတ်ဓာတ်တွေဘုံ